မင်္ဂလာပါကျွန်တော်ဒီနေ့ option ကိုကျွန်တော်ရဲ့ဒီဘယ်လိုမျိုး record လုပ်လဲပြီးတော့တစ်ဆင့်ချင်းကျွန်တော်ဘယ်လို entry ဝင်လဲဆိုတာကိုကျွန်တော်ပြောပြပါမယ်ဆိုတော့ option ဒီအရင်မြန်တယ်အခုဒီမှာကျွန်တော်ဒါကတော့ကျွန်တော်ရဲ့တကယ်ချင်းအကောင့်ကျွန်တော်ကိုပိုင် IQ အကောင့်ကလမ်းခံထိလိုက်တာအခုတည်းဒီအသစ်ကိုပြန်ဖွင့်လို့မရသေးဘူးပေါ့နော်ဆိုတော့အဲ့ဒါကျွန်တော်တကယ်ချင်းအကူကြီးတောင်းပြီးကျွန်တော်ကိုရီးယားအကောင့်နဲ့ကျွန်တော်လှမ်းပြီးတော့လုပ်နေရ okay ဆိုတော့ဒီမှာဒါ tournament ကျွန်တော်ဝင်ပြိုင်လာတယ်ဒီကောင်ကတော့သူတို့ document expire ဖြစ်သွားလို့ထပ်တင်ခိုင်းတာပါနော်ဘာဖြစ်တာ tournament free ရတော့ကျွန်တော်ကြုံကြည့်မယ် okay line ကကြာလုံးပြီးဆို line ကကြာတယ်ဆိုဒီမှာတော့ကျွန်တော်technical လို့အလုပ်လုပ်လဲဆိုတာရှင်းပြပါမယ် okay ဒါကျွန်တော်ရဲ့ Fridays account မှတ်ထားပါတော့အခုဒီနေ့ date က18ရက်6လပိုင်း2025ဆိုတော့ဒီမှာထည့်မယ်18ရက်6လပိုင်း2025 okay နောက်ပြီးတော့ step balance ရှင်းတယ်100ဟုတ်လား100ဆို current trade amount ဒီမှာကျွန်တော်tournament ပြိုင်တာဆိုတော့ကျွန်တော် aggressive trade မယ် all in သွားမှာဆိုတော့ဒီ current trade amount ကိုကျွန်တော်ဒီကောင် 100% ပဲကျွန်တော်ယူလိုက်တော့မယ်ဆိုတော့ဒီမှာ win or loss ပြင်ထည့်မယ် okay ဆိုစမယ်ဆက်စချင်းကိုရဲ့ capital ကဘယ်လိုရှိလဲဘယ်လောက်ကိုထည့်ထားလဲဆိုတာကိုဒီမှာ step balance မှာထည့်ဒါလည်းကျွန်တော်ပေးထားပြီးသားပဲအခုဒီမှာ win or loss ကကျွန်တော်တို့ entry ဝင်ပြီးမှထည့်ရမှာပြီးတော့ဒီကတော့ကျွန်တော်ရဲ့ဒီပေးဟိုလေးပါဆိုတော့ net profit per trade ဒီကကျွန်တော်အခုပြပါမယ် strategy တွေဖြစ်တယ် black adam doji level break center zone market frequency wick and eq1 emotional quick movement လို့ခေါ်တယ်ကျွန်တော်တော့trend line breakout နော်ဒီဘက်မှာကျွန်တော်တို့ comment left from market left from mistake ဆိုတာလေးရှိတယ် okay အဲဆိုရင် trade လေးဟုတ်တယ်ဟုတ်လေအဲ့ဒါလုံးဝကြာပါဆိုတော့ကျွန်တော်ပြီးမှပဲ line ပြန်တက်လာမယ်အခုဒီ line လေးနည်းပြဿနာလုပ်လိုက်အောင်မယ် okay ဆိုတော့ဒီမှာဆောနာကျွန်တော် wifi လွှင့်လာ wifi က bluetooth ညှိနေတော့ကျွန်တော် bluetooth ပိတ်လိုက်တော့ wifi မှာပြန်ပြုတ်သွား okay ဒီကပြန်စအောင်ဆိုတော့ဒေါ်လာ100နဲ့ပဲကျွန်တော်သွားမယ်ဟိုဒီမှာဒါလည်းထည့်ထားပြီးပြီ okay စလိုက်အောင်ဆိုတော့နံပါတ်ကျွန်တော်ဒါဘယ်ကောင်နဲ့ trade ရမလဲတော့မသိဘူးပေါ့နော် black တန်းနဲ့ပဲရမလား doji နဲ့ပဲရမလားဆက်ရတယ် anyway ဘာနဲ့ပဲရကျွန်တော်တို့ sure shot တွေပဲဝင်မယ်အဲ့လိုဆိုတော့ဒီကောင်ကကျွန်တော်တို့ဒေါ်လာ100နဲ့ဆိုရင်ဒေါ်လာ1000ကျော်ဖို့4ချိန်လောက်ပတ်တူပတ်နိုင်မှရမယ်ဒါ 85% profit return ရတယ်ဆိုတော့ဒီမှာကျွန်တော် tournament ဒါလေးထပ်ထည့်လိုက်မယ်okay ဆိုတော့ဒီမှာ tournament ဒီကောင်က free ရလို့ပေါ့နော်ကျွန်တော်လည်းပြင်းနေရတယ်ဝင်ပြိုင်လိုက်တာဆိုတော့အမြင့်ဆုံးကဒေါ်လာ3000ကျော်ရှိမယ်ဆိုတော့အယောက်30ပေးတယ်အောက်ဆုံးက$83ရမယ် okay fire ဒါကြတော့ဒီမှာပေါ့နော်သူရဲ့ expire အတိုင်းပါတယ်9ရက်တစ်ပတ်ထင်ပါတယ်သူတို့ပြိုင်နေကြ okay ဒါလေးစ trade မယ်ဒီမှာကျွန်တော်တို့ tab တွေဖွင့်မယ်ကိုကဘာကို trade လဲ trade ကို trade နေကြဟာရှိဒီမှာwatch list တွေထည့်ထားပြီးတော့
ကိုကပြန်ပြီးတော့ set up လုပ်လို့ရတယ်ကျွန်တော်ဒါထည့်လိုက်ပါတော့โอเคโอเคဆိုပုံမှန်အဖြစ်ကျွန်တော်သင်တန်းသားတွေကို1 minute ဟာပဲကျွန်တော်စတင်ပေးတယ် second ဟာကိုကျွန်တော်မတင်ပေးဘူးဘာလို့ဆိုတော့အရန် emotion control လုပ်ရတယ်ဒီ second မှာထွေးကြတာပေါ့နော်တုံစိတ်မနိုင်ဘူးဆိုရင်အဲ့ဒီမှာကိုက market timing ခေါ်တာအားနေသေးရဆိုရင်အဲ့ဒီမှာ loss တွေဖြစ်တတ်တယ်ဆိုတော့ကျွန်တော်များသောအားဖြင့်ဒီ1 minute ဟာပဲတင်တယ်โอเคဒီမှာဆိုရိုးရှင်းပဲကျွန်တော်စမယ်ဒီပဲဆွဲမယ်လက်အလုပ်လုပ်ရတယ်ဒီနေရာမှာโอเคတခြားလေးတော့ကြည့်မယ်ဒီကောင်ကဲပေါ့နော်ဒီကောင်စိမ့်သေးလေးအတိုင်းဖြစ်ရင်ကျွန်တော်နောက်တစ်တိုင်းပြောင်းမယ်စိမ့်သေးပဲဖြစ်ဖြစ်အနီးဆိုရင်တော့ကျွန်တော်တိတ်ပြီးစိတ်ဝင်စားတော့ OTC ဆိုတော့ဒီကောင်ဒီမှာစက္ကန့်30ဆိုရင်ဒီကနေနောက်တစ်တိုင်းပြောင်းတယ်သူတို့ကကျတော့30 to 30ပဲဟိုတခြားဟိုကတော့မရှိဘူးโอเคမှာတော့ကျွန်တော်ဟောတာတော့စိတ်မဖြစ်ဘူးအဲ့ဒီစောက်ကြည့်မယ်ဒါအတန်းနဲ့ဝင်လာတဲ့ trade ဖြစ်တယ်တခါတလေအဲ့လိုမျိုးဒီလို news spike ပေါ့နော် news spike ပေါ်တက်ထားလို့ရှိရင်နောက်တစ်တိုင်း momentum aggressive momentum နဲ့အကုန်လုံးဖောက်တက်သွားပြီးတော့မှပြန်ပြုတ်ကြတာရှိတယ်maybe ဒီကောင်ကဒီနေရာမှာပေါ့နော်ဒီနေရာမှာဆယ်လာတအားများသွားလို့ရှိရင်အဲ့ဆယ်လာတွေအကုန်လုံးသူကတစ်ချက်သိပ်ပြီးတော့မှနောက်ထပ်ပြန်ဆင်းလာသည်ပို့ပြီးတော့သိကြတယ်ဒီကောင်ဒီဒါ aggressive အောက်ကိုမြင်မြင်ဆက်ဆက်ပြန်သွားတယ်အခုကြံတဲ့ second နဲ့ဆိုရင်ဒီကောင်ပြန်တက်လာနိုင်သေးတယ်ရှိသေးတယ်Okay 3 2 1 got it ဆိုတော့ဒီဟာပြီးပြီဆိုရင်နောက်ထပ်ဒါ aggressive ဝင်မှာပေါ့နော်ဆိုတော့ဒီကောင်ကိုအရင်ကြီးကျွန်တော်တို့ safe side လုပ်နေဘူးအလကားလေးရတာတယ်နောက်တစ်ခုကပြင်းပြလေးလေဖြစ်တယ်ကျွန်တော်ရဲ့ဒီYouTube မှာမတင်တာနည်းနည်းကြာသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တင်လိုက်တာလည်းဟုတ်တယ်ဆိုတော့ကျွန်တော်ဒီမှာမှတ်ကမယ်ဒီမှာဆိုရင် win ဆိုတော့ဒီမှာ84နဲ့ကျွန်တော်တွက်ထားတယ်ဆိုတော့ရပါတယ်ထားလိုက်ပါတော့ကျွန်တော် short တွက်ထားတာပေါ့နော်ဘာလို့ဆိုတော့ short တွက်ထားတော့မှဟိုကိုတွက်လေပို့ပြီးတော့ safe ဖြစ်မယ်လို့တော့ကျွန်တော်ခံစားလို့ဒီ 1% လောက်ကျွန်တော် short တွက်ထားတယ် okay အဲဆိုရင်ဒီမှာဒီ date ထည့်မယ်18ရက်6လပိုင်း2025ဘာနဲ့ယူဆပါလဲ black adder ဆို black adder နေရာမှာ1 tick ပေးလိုက်မယ်ဆိုတော့ဒီရတယ်ကျွန်တော် row လေးစီလိုက်မယ်လဲ okay ဆိုတော့ black adder တစ်ခုပဲပေါ့နော်ဟိုတခြားဒီအရေးမပါသေးဘူးတခြားပြန်ကြည့်အောင်
ဟုတ်တယ်ဆိုတော့ဒီမှာဟုတ်တယ်တခြားဟာမပါဘူး blood တခုတည်းပဲโอเคကျွန်တော်ပြောဒီမှာပြောချင်တာတခုရှိတယ်ဆိုတော့ဒီလိုမျိုး gap အရင်ဖြစ်နေကျွန်တော်ဒါ advanced ထဲမှာပဲတင်တယ်အခုဒီထဲမှာတော့ကျွန်တော်ဒီ gap ကိုတော့ကျွန်တော်မထွေပြတော့ဘူးဆိုတော့ကိုကဒီရဲ့ interface ကိုတော့နည်းနည်းလေးရှင်းကြည့်အောင်เนาะtry နာဖို့လိုတယ်နည်းနည်းကျွန်တော်တို့တစ်ခါတလေအမြန်လိုတဲ့ trade တွေရဲ့အမြင်နဲ့ဆက်ဆုံးဖြတ်ချက်ချမယ်ဆိုတဲ့အခိုက်အတန့်လေးရှိရဲ့လို့ချိန်ဒီမှာကိုကဒီဟာကိုနည်းနည်း used to ဖြစ်ထားလို့ရှိရင်ပိုကောင်းတယ်ကိုက real နဲ့မ trade ခင်တော့အဲ့လို demo နဲ့ပေါ့နော် demo နဲ့လည်းဆန်းလည်းရတယ်ဒီမှာဒေါ်လာနည်းနည်းနဲ့ tournament လေးတွေဝင်ပြရင်လည်းလေ့ကျင့်လို့လည်းရပါတယ်ဆိုတော့ဒီသတင်းထွက်သွားပြီဒါကတော့တခါတလေကျွန်တော်အရင်သတင်းကို use ဆိုင်ကြမလို့ forest နဲ့မတူတဲ့အတွက်ဒီလိုမျိုးဟိုသူဘယ်လောက်ပဲဖြစ်ဖြစ်ကျွန်တော်တို့က1 minute ပဲ expand ထားတာဖြစ်တဲ့အတွက်10 minute စာပဲနည်းနည်းအန်ဒီများတာတခြားအရင်စိတ်ကူတရားမလို့ပေါ့နော် sorry choosing ရှိယူဒီမှာဟိုအကယ်လို့ပေါ့နော်ကိုကမှတ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာမှတ်လို့ရတယ်ပြီးတော့ဒီမှာ screen show record လုပ်ပြီးတော့တခါလေးဒီထဲမှာထည့်လိုက်လို့ရတယ် okay ဆိုတော့တော့ထွက်ယူမယ်ဆိုတော့ဒီကောင်ကကျွန်တော်9 trade လောက်ပတ်တူပဲနိုင်လို့ရှိရင်တော့ဒီသူတို့ပေးတဲ့ဒီစုတွေတော့ဝင်သွားမယ်ဒီစုတယ်ပေါ့နော်ဒီမှာ30ဆိုတဲ့လူက2500လောက်မှရှိတယ်ဆိုတော့မြန်မြန်လိုက်လို့ရတယ်ကိုကမြန်မြန်မလိုက်ချင်ကျွန်တော်ဒီရက်မှာတော့2 trade 3 trade အဲ့လောက် trade ပြလိုက်မယ် all in ပဲသွားမယ်ဒီကောင်ဒိုဂျီကျွန်တော်ရဲ့ဒိုဂျီလေးပဲ breaker သိပြီးတော့ကြာယူတိုင်းပဲစောင့်ကြည့်တိုင်းပဲ confirmation ရရင်တော့ကျွန်တော်ယူမယ်အဲ့ခဏခဏကြာဒီမှာ wick မှာလည်းရှူလို့ရတယ်ပေါ့နော် wick ဆိုရင်ဒီမှာယူပြီးသွားရင်တော့ဒီနေရာမှာဒီလိုမျိုး tick လေးတစ်ခုပေးလိုက်ပေါ့နော်ကိုကဘယ်ဟာနဲ့ရှူခဲ့လဲဆိုတာနည်းနည်းလေးforest ထပ်ပို့ပြီးတော့ concentration လုပ်ပေးရတယ်ဘာလို့ဆိုတော့အရမ်းမြန်တယ်1 minute expire time 1 minute ဖြစ်တဲ့အတွက်10 minute အတွင်းမှာကျွန်တော်တို့အရှုံးနိုင်ပေါ်တယ်ဆိုတော့ကိုက10 minute မသွားခြင်း5 minute အားတန်တယ်ဆိုတော့ဒီမှာဆက်လက်ကြိုက်လို့လုပ်လို့ရတယ်ဆိုတော့ကျွန်တော်စကားပြောလို့တော့တိတ်မကောင်းဘူးဘာလို့ဆိုကျွန်တော်နည်းနည်းအပူတွေကြွပြီးပူကန်တဖုံးတွေရောင်နေလို့ပေါ့နော်ဆိုတော့စကားပြောလေးနည်းနည်းဟိုအဖြစ်ခွင့်လုပ်ပေးပါနားလည်ပေးပါဆိုတော့အခုချိန်အထိကို higher momentum aggressive တက်နေတော့မယ်
okay ဒီ label ကိုဒီအတိုင်းတစ်တိုင်းနဲ့တစ်ခါတည်း break ပြီးတော့အပေါ်မှာ gap ဖွင့်လာလို့ရှိရင် gap လေးဖြစ်လာလို့ရှိရင်တော့ကျွန်တော် set ထွက်ယူမယ်39 36တစ်ခါတည်းတော့မ break နိုင်ဘူးချူလို့တော့ရတယ်ဒါပေမဲ့ဒီ momentum ကိုကျွန်တော်နည်းလန့်တယ်ဆိုတော့ဒါဟိုအမှားမခံဘူးပေါ့နော်ကျွန်တော် all in သွားတာဖြစ်တဲ့အတွက်အဲ့တစ်ချက်တော့နည်းနည်း view side ပါဆိုတော့ဒါကိုက trade နေပြီဆိုရင်ဒီ line connection တွေတော့ view side ကျွန်တော်ဒီဘက်မှာဟိုတခြားလောက်ထားတာတော့မှ line အဲ့လိုမျိုးပြတ်တောင်းကြတယ်ဆိုတော့ကိုပဲနေတာပဲ line ကိုတော့တခြားကောင်းကောင်းလေးသုံးအဲ့လိုဆိုရင်အကုန်လုံး miss ဖြစ်သွားသူဟို movement တွေကျွန်တော်လုတ်အောင်ပေါ့နော် line တော့ရှောက်ကြနေတယ်ဆိုကျွန်တော်က2 trade 3 trade တော့ trade ပြဖို့ကျွန်တော်စဉ်းစားလာတာအဲ့ဒါအဲ့ connection loss ကတကယ် move out တယ်ကျွန်တော် trade ပြီဆိုရင်ကျွန်တော်တခြား 100% focus ထားပြီးတော့ဟိုတခြားလောက်တာပေါ့နော်အဲ့လိုမျိုး connection loss ဆိုရင်ကျွန်တော်တိတ်ပြီးလို့လောက်ရတာစိတ်မပါတော့ဘူး okay အဲ့ကျွန်တော်လိုပဲဖြစ်ဖြစ်ဒါကျွန်တော်ပြချင်တာလေးကဒီနေ့ကတော့ဒါဒီ trade ကိုပြချင်တာထက်ပေါ့နော်ဟိုကျွန်တော်ဘယ်လိုမျိုးrecord လုပ်လဲဒီမှာ screenshot ဘယ်လိုထည့်မလဲပေါ့နော်screenshot ထည့်မယ်ဆိုရင်ကိုက screenshot ရပြီးတော့အဲ့ screenshot ဒီမှာ insert လုပ်လိုက်တာ ਨੇ ဟိုကိုကဘာမှဘယ်လိုမှားခဲ့လဲဆိုတာကိုဒီမှာတစ်ခါတည်းမှတ်သားထားလို့ရတယ်ပြီးတော့ date အတိအကျမှတ်ထားမယ်ကိုကဘယ် strategy သုံးရလဲဆိုတာကိုတစ်ခါတည်းမှတ်ထားမယ်ဆိုတော့တစ်ခါတလေပေါ့နော်ဒီကိုယူဆလိုက်တဲ့ယူဆချက် trade ရပုံမှာ black atom မဟုတ်ဘူးဆိုရင်နောက်တစ်ခုဘယ်ဟာအကုန်လုံးနဲ့နှစ်ခုသုံးခုနောက်နဲ့သွားကတ်ပြီးတော့မှ trade ရလည်းရှိတယ်ကိုက wick မှာယူလိုက်တဲ့အတိုင်းပဲအဲ့ဒီဟာ market frequency နဲ့လည်းသွားကတ်တယ်ဒီ SNR အစုံထဲမှာလည်းသွားဝင်တယ်အဲ့လိုမျိုးဆိုရင်ကိုကဘယ်နဲ့ယူဆချက်ဘယ်နှခုနဲ့လုပ်လိုက်လဲသုံးခုဆိုရင်သုံးခုလုံးမှာဒီလိုမျိုး one လေးတွေပဲဖြစ်ဖြစ်ကိုတင်တာတစ်ခုလေးနဲ့ဖြစ်ဖြစ်ထည့်ပေးပါဘာလို့ဆိုတော့အဲ့ဒီဟာအလေးချင်းရှိတော့မှဒါဟိုကိုရီးယား strategy ပေါ်မှာကိုရီပို့ပြီးတော့ရှုံကြည့်ဖို့ရှိလာမယ်ပြီးတော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဟိုဒီဟာကကျွန်တော်တို့ဒါတော့ဒီ9ချက်ကတော့ကျွန်တော်လုံးဝတောက်လျှောက်သုံးတယ်လက်သုံးပါပဲအဲ့ဒီထဲမှာ black atom ဒီလုံးဝ advanced ဖြစ်ဆုံးပါဆိုတော့ဒီကောင်တွေတော်တော်များများလူတိုင်းနီးနားလည်နိုင်မယ်လို့ထင်တယ်ဒါပေမဲ့ black atom ကတော့နည်းနည်း tricky ဖြစ်တယ်အဲ့ဒီကောင်နားလည်သွားပြီဆိုလဲ win rate ကဆောနာလိုမျိုးပေါ့နော်ကျွန်တော်ဘာမှတိတ်ပြီးထွေထွေတူကြည့်ရမလို့ကျွန်တော် black atom နဲ့ကိုက်ပြီးဆိုတာနဲ့ကြုံထည့်လိုက်ရုံပဲဆိုတော့အဲ့ဒါလေးတွေအားသာချက်ဖြစ်တယ်ဆိုတော့ okay ဒီနေ့တော့ဒီလောက်ပါပဲအားလုံးအားရနာလဲကျွန်တော်ရဲ့ဒီအတန်အဆင်ပြေတာကြောက်ရဲ့line ခဏကြာနေတာကြောက်ရဲ့လိုပဲဖြစ်ဖြစ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲတက်တာပါ